တော့ဗျာခဏမြန်နေပြီပါပေါ့ကျွန်တော်ယူမြန်နေတော့ကျွန်တော်တို့နေပုံးလာအောင်တော်တော်လေးကိုမြန်နေဒီစကားကြီးတော့ပြောနေရတာပေါ့မြန်နေဆိုတော့ဗျာစောနာခုံရရှိတဲ့နေရာကိုခုံဖို့ဘယ်လိုတော့သိရမလားအချိန်နဲ့ပြီးသွားလို့ရတယ်6ကိုရောက်ပါပြီကျွန်တော်တို့ခဏဆောင် Let's go What the hell ဘာယူတရားဆက်ယူရတယ်နော်Okay တရားဆက်ယူရတယ်ဘာယူဟာအဲ့ဒီကတော့အဲ့ဒီပေါ်ပြန်တက်ပြီးတော့ကျွန်တော်တို့ dress လော်မယ် Let's go ဒီကုန်းစံတော့ရပါပြီဝေးပြီးကြောင်းနေတာရှာပြီးလွယ်ပါတယ်ဒါလွယ်ပါတယ်ရပြီဟိုးရှိရဘာယူမသိဘူးကျွန်တော်တို့ဖလား200ယူပြီးတော့အိမ်ပြန်လိုက်အောင်ကောင်းတာဟိုရှိရအချိန်တွေကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဗျာတင်းမောတွေလာတယ်ဒီဟိုပေါ်တက်မယ်ကဲဒိုးပြလာတဲ့တင်းမောတွေကတော့တော့မှလာနေကြပြီရကျွန်တော်စိတ်နဲ့ရောက်ပြီ Let's go ဒီအသားစီးကိုကျွန်တော်မင်းရှုံးကနှမျိုးရာယူပြီးတာဖလား400ယူလာတော့ဖလား900နဲ့ဒါယူရတော့ပြီ Let's go အဘိုးရောက်ပါပြီဒါလည်းကျွန်တော်တို့ဒီဘက်အတွက်နိုင်ကန်လှော်ကြမယ်ဒီကကျွန်တော်တို့ state နဲ့သွားကြမယ် state နဲ့ let's goဒီလိုတော့မလား wait no ဒီဘက်ရပြီ let's go state 10ဘယ်လိုမျိုးလဲတော့မသိဘူးကျွန်တော်တို့ဆူနာမီက cover what the fuck ကဲလာပြီဗျာနော်လာပြီဗျာဆိုတော့ဖလားထောင်ကြတယ်နော်ဖလား6ရပြသွားပြီဆိုတော့ဒီအောင်လို့ရပါပြီ Let's go ဒီမှာကြည့်ရအောင်ကြီးတယ်မိုက်ပါပြီအစကုန်တော့ရရှိုးလာဒီဆရာမမန်ကန်ထရိတ်မယ်နော်တော့ဒီကတော့ဘို့တော့ကျွန်တော်သိမယ်ဆိုတော့ level 2လောက်ပဲဆိုတော့ကဲကြည့်ရတော့မယ်ကြည့်တော့ပြီဆိုတော့ကျွန်တော်တို့ recut လုပ်ပါမယ် Alright recut ဘယ်လောက်ရောက်သွားလဲမသိဘူး3ပါ recut 3လောမယ်ဟုတ်လို့လောမယ်နားတွေလို့မရဘူးမန်ကန်လောမရဘူးနော်ကဲခိုးမယ်လို့State 1တော့ပြီးတော့ State 2လည်းပြီးတော့ဒါတော့ State 3ဖြစ်ပါတယ် State 3လည်းပြီးတော့ပြီဒါတော့ State 4ဖြစ်ပါတယ် State 4လည်းပြီးတော့ပြီဒါတော့ State 5ဖြစ်ပါတယ် Okay let's go မင်းရလေတေရောတော့ Okay let's go ကျွန်တော်တို့မရိုင်းတာဟောတာကြီးရတော့ငါတားလုံးနေရပါတယ်ကွာကျွန်တော်တို့ state 11ကိုဆက်ပြီးတော့သွားပါမယ် state 11ကတော့ ကျွန်တော်တို့ state 11ကိုပြန်ရောက်လာပါပြီ state 11ကတော့ဒီလိုကြီးမျိုးကျွန်တော်တို့4ကိုသွားပါဒီတော့စိတ်ရှိမှရမယ်ကွာတဘာနဲ့တန်းတိုင်းကတေးမှာငါသိရတဘာနဲ့တန်းတိုင်းကတေးမှာဒီရပြီကျွန်တော်ပြန်လာပြီ Okay state 11ဒီနေ့ချက်တော့ကွာ state ကို relax ပြန်ထားပြီးတော့ကျွန်တော်တို့我去东极一个。还有闹在边呢。
တိုလေးထားလိုက်လေပစ္စတိုလေးကိုကြားလေးကြားထားလိုက်လေဒီကဒီတစ်ဖက်ကအောက်ရောက်တယ် အဲ့လေးရောက်တော့ဒီရောပြန်သွားယူမယ် let's go လာဒီလိုလေးနဲ့နေပြန်တော့ပြန်တော့ပြန်ရှိတယ် အော်တက်ကုန်ပြီဟာကြားနေကြီးဟဲ့တက်ကုန်ပြီအော်အဲ့ဒီဟာလေးထားလိုက်လေ